မင်္ဂလာပါ United ပရိသတ်တို့ရေဒီနေ့မှာတော့ကျွန်တော်တို့ United အသင်းရဲ့နိုင်ပွဲဆက်မှုတွေကြားမှာတကဘာလုံးကအာယုံစိုက်နေရတဲ့ United ပရိသတ်တို့အကြောင်းတင်ဆက်ပေးချင်ပါတယ်သူကတော့ United 9ပွဲဆက်တိုင်နိုင်မှာဇပင်ဖြတ်မယ်လို့ကတိပေးထားတဲ့ Frank Illet ပါပဲအခုဆိုရင်သူ့ရဲ့အိမ်မက်ကတကယ်ဖြစ်လာဖို့တလန်းပဲလိုပါတော့နဲ့စပင်မှာနေထိုင်တဲ့ Frank ဟာ2024ခုနှစ်အောက်တိုဘာလကတည်းကထူးဆန်းတဲ့ကတိတစ်ခုပေးခဲ့တာပါဒုက္ခရောက်နေတဲ့သူ့ရဲ့အချစ်တော် United အသင်း9ပွဲဆက်တိုက်မနိုင်တဲ့၍စပင်မညက်ဘူးဆိုတာပါပဲတန်ဟက်လက်ထက်ကစလို့အာမိုရင်လက်ထက်အထိဘယ်သူမှဒီ9ပွဲဆက်တိုက်နိုင်ပွဲကိုမဖော်ဆောင်ပေးနိုင်ခဲ့လို့ Frank ရဲ့စပင်ရီဟာ493ရက်တိုင်တိုင်ရှေ့လာခဲ့ပါတယ်ဒါပေမဲ့အခုတော့အခြေအနေတွေကပြောင်းလဲသွားပါပြီယာယီနီးပြ Michael Carrick လက်ထက်မှာ United ဟာပြောင်းလဲသွားတာအားလုံးအသိပါပဲ Manchester City ကိုဖြိုလွှဲခဲ့တယ် Arsenal ကိုအနိုင်ယူခဲ့တယ် Fulham နဲ့ Spurs တို့ကိုလည်းအပြတ်သက်နိုင်ပွဲယူခဲ့ပါတယ်အခုဆိုရင် West Ham နဲ့ပွဲမှာသာထပ်နိုင်ခဲ့ရင် Frank တယောက်စပင်ညက်ဆိုင်ကိုတွားရတော့မှာပါစိတ်ဝင်စားစရာကောင်းတာက Frank ဟာဒီစပင်တွေကိုပရဟိတအဖွဲ့ဖြစ်တဲ့ Little Princess Trust ကိုလှူဒန်းပြီးကင်ဆာဝေဒနာရှင်ကလေးငယ်တွေအတွက် wake လုပ်ပေးဖို့ရည်ရွယ်ထားတာကြောင့်သူ့ရဲ့စိန်ချော်မှုကတကယ်ကိုလေးစားဖို့ကောင်းပါတယ်ပြီးခဲ့တဲ့ Spurs ညကွင်းမှာလည်း United ဟာ2စစ်နဲ့နိုင်ပွဲရခဲ့တယ်လို့စံချိန်ကောင်းတွေလည်းရရှိခဲ့ပါတယ်Carrick ဟာ4ပွဲအတွင်းလူစရင်ကို2ချိန်တိုင်းတိုင်းအပြောင်းလဲမလုပ်ပဲပွဲထုတ်ခဲ့ပါတယ်။ဒါဟာအရင်နီးပြ Amorin 48ပွဲအတွင်းတစ်ချိန်ပဲလုပ်နိုင်ခဲ့တဲ့အနေအထားပါ။ Bruno Fernandes ဟာ United အတွက်ပွဲပေါင်း314ပွဲမှာ goal involvement 200ပြီးတော့ပါပြီ။ဒါဟာ Wayne Rooney ပြီးရင် Premier League ခေတ်မှာအမြန်ဆုံးစံချိန်တက်နိုင်သူဖြစ်လာတာပါ။အခုဆိုရင် United ဟာအဆင့်5က Chelsea ထက်4မှတ်အသာနဲ့အဆင့်4နေရာကိုခိုင်ခိုင်မာမာရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ကဲပရိသတ်ကြီးတို့ရေလာမဲ့ West Ham နဲ့ပွဲမှာ Carrick က9ပွဲဆက်တိုင်နိုင်ပွဲရယူပေးပြီး Frank တယောက်စပင်ညက်ဆိုင်ရောက်သွားနိုင်မလား United ရဲ့ကစားသမားတွေအပေါ် Carrick ရဲ့တက်ရောက်မှုကိုတော့ဘယ်လိုမြင်ကြလဲ comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦး